ဒါကတော့ခရစ်စီယာနိုယော်နယ်တိုတယောက်သူ့ရဲ့နာမည်ကျော်ခြေလမ်းကျော်ပြီးလှည့်စားတဲ့အကွက်တွေနဲ့ပြိုင်ဘက်တွေကိုဘလိုမျိုးအပိုင်းပိုင်းဆဆဖြစ်အောင်ခြေမုံပြတယ်လဲဆိုတာပါပဲဂူတီကယော်နယ်တိုစီကိုရိုးရိုးရှင်းရှင်းလေးပဲဘောလုံးဖန်တီးပေးလိုက်တယ်ယော်နယ်တိုကဘောလုံးကိုအသာအရာထင်းရင်းနဲ့ထိုးဖောက်ဖို့နေရာလုကိုဝေ့ကြည့်လိုက်တာပေါ့အဲ့ဒီနောက်သူကကွင်းပြင်ထဲကိုအရှိန်နဲ့ဆွဲဝင်သွားချိန်မှာတော့ပြိုင်ဘက်ကစားသမား3ယောက်ကသူ့ကိုချက်ချင်းဝိုင်းပတ်ပိတ်ဆို့ထားလိုက်ကြတယ်ဒါပေမဲ့ယော်နယ်တိုကတော့အေးဆေးပါပဲဘေးတစ်ဖက်တစ်ချက်စီကကစားသမား2ယောက်ကိုသူကလျှက်တစ်ပြက်အရှိန်မြင့်လိုက်ရုံနဲ့တင်အလွယ်တကူကြော်ဖြတ်သွားနိုင်ခဲ့ပါတယ်တကယ်ပြဿနာကရှီတက်တက်မှာပိတ်ရက်နေတဲ့တတိယမြောက်နောက်ခံလိုပဲသူ့ကိုကြော်ဖြတ်ဖို့အတွက်ယော်နယ်တိုကသူ့ရဲ့ခန္ဓာကိုယ်အလေးချိန်တစ်ခုလုံးကိုဘယ်ချေထောက်ပေါ်မှာအားပြုလိုက်တယ်ကြည့်ရတာသူကညာဘက်ကိုအရှိန်နဲ့ထွက်သွားပြီးသူ့ရဲ့အားတန်တဲ့ညာချင်းနဲ့ဂိုးကန်သွင်းတော့မဲ့အတိုင်းပါပဲဒါပေမဲ့တကယ်မှာတော့သူကဘလုံးပေါ်ကနေခြေလန်းကျုပ်ဝေရန်ပြီးဘက်ကိုအရှိန်ပြင်းပြင်းနဲ့ထိုးဖောက်ထွက်သွားလိုက်တာနောက်ခံလူခများကြောင့်အန်နဲ့ကျန်းရင်ခဲရတာပေါ့အဆုံးသက်မှာတော့ယော်နယ်တိုကသူ့ရဲ့ပချင်းနဲ့ပဲအေးစစ်စစ်နဲ့လှလှပပဂိုးသွင်းယူသွားခဲ့ပါတယ်အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဘုံလောကရဲ့အခိုက်အတန့်ဗီဒီယိုတွေကိုတင်ဆက်ပေးသွားမှာမလို့အကောင့်လေးကိုဖော်လို့လုပ်ပြီးယော်နယ်တိုရဲ့ပရိသတ်တယောက်ဆိုရင် CR7 လို့မှန်းသွားပါအောင်တော့